အပြောနေမှာမလားဟမ်ညာအိတ်သိမ်ရမယ်ကျမတတဖေဖေနဲ့အိတ်တော့ပါလားဟဲ့အိတ်ကြလား ဒါလေးတတိရောက်လေးလာရှမစီတော်တန်းခါလိမ့်မယ်လေ တခါလေးရမအောင်စမလေးတခါ လာဆုံးမ လေးရမကျလိမ့်ပြီနော် အေးနဲ့လည်းမတူမအေးနဲ့လည်းမတူနော်ရှင်းလူကြီးလူမပြောစကားမှန်တယ်ဘလူးလေးမိုးရဒါမျိုးပြောတာရောက်ကဘလူးရုံနဲ့ငါအလောဝကနဲ့မှားပြီးအိတ်မိတယ်လားမသိဘူးညွန်စရာကောင်းတာအေးဟာမဆာဟုတ်စီလူမယ် လိမ့်ညမအောင်စမအောင်လိမ့်ကြည့်ဦးလို့ ငိုင်းလို့ရမလားနော်ရှမစီသွားတာဒီအောင်စီလိမ့်မရမှာပေါ့ဒီစောင့်ခွဲတာစီးထားပြန်ပြီတော့ဖားခြင်းဟမ်ဒီရောက်ငါသားတည်းရောက်လေလှသွားပြီ မင်းဘာကြီးလဲမကြိုက်ဘူးလားဒီဘာကြီးယုံ တိတ်ဆန်းဒါငါတို့ငငယ်တော့ကြိုက်ခဲ့တဲ့မင်းသားဟက်ကန်နဲ့တူအောင်လိမ့်မိတာလားငါလာရင် စိတ်ချင်းလိုက်တာ လာဒါစမမင်းနိုင်တော့အဲ့လားမသိဘူး ဟဲ့ဘသူရောလာလေးအိမ်နဲ့လာခဲ့လားလာထိုင်ဘာကိစ္စရှိလို့လဲ ဩကျမတို့ကလေဒီရက်ကွက်ကိုခိုးတလောမှပြောင်းလာတယ်မိသားစုတွေလားစမမင်းနိုင်ကမော်လမြိုင်မှာစာအတင်ရောအပြရောကောင်းတယ်ဆိုလို့လေအဲ့ဒါကျမကလေးလာအပ်တာ ရတာပေါ့ရှင်ဘာမှလည်းရှိကလေး ကလေးကဒီမှာလေ ရှင်ကလေးဟိုရုပ်လည်းဘာမှမတူနော်တခြားစီပဲဘလူးလေးအပေါ့ဟိုမလို့ရတာပေါ့ခလေးရဲ့ချစ်စရာလေးနော် ပြီးတော့လေဆရာမကလေးရဲ့ပေါ်လေညင်တာမှုရှိတယ်ဆိုလို့အဲ့ဒါလာအပ်တာ တောင်းတချင်ဘူးစပြောင်းရှင်တက်တယ်ဘူး ငါလောက်ဖလာမလား ဆရာမမအဲ့ရသေးဘူးနော်ကလေးက sorry ဟိုဆရာမဆိုလေလက်ကနည်းနည်းမြန်ပါလို့ ငါလည်းနေလာပဲနော် ရပါတယ်ဟိုခလေးကိုထားခဲ့လိုက်လေဟိုကျမပေရှာပြုစုဆောက်ရှောက်ပြီးတင်ပေးလိုက်ပါမယ်ဟိုဒါနဲ့ခလေးနာမည်က တတိရောက် တတိယလိုက်တယ်နော်ကဲဆိုမယ်ကာကလေးငယ်ချစ်စက်ဖွဲ ဆိုချစ်ချစ်တော့တောက်ကြော်ရ ဟဲ့မကြီးယိုကြကောင်းလားဆိုဒီမှာကာကြီး ကွာကြီး ဟဲ့ကာကြီးလို့ငါစိတ်ရှည်ရနော်ကာကြီးကောက်ွယ်နေမရသေးဘူးလားအခုချိန်ဒီကာကြီးကောက်ွယ်ဘယ်နှလုံးရှိရော ကာကြီးကဝေးနှလုံး ဟဲ့နှလုံးရှိစီရလားဟမ်ကာကြီးကောက်ွယ်30လုံး3လုံးရှိနေဒါလေးကမသိဘူးလားဟမ်တမဆွမ်းအဲ့ဒါဟမ် ABC ရောဘယ်နှလုံးရှိရော ABCD လေးလုံး ဒီကဘာပြောနေမှာမလားဟမ်ဒီကလည်းဟောဆရာမတောက်လာပို့လာလားဩကျမလည်းမအားနေလို့အခုပဲလာကြုံမလို့သားလေးကိုစာတင်ရတာအစင်ရောပြေလားဆရာမ ပြေမပြေကျမသာကြည့်လိုက်တော့ သားလေးရောအစင်ပြေလား ကြည်တယ် ဩအစင်ပြေတယ်ဆိုတော့ဟိုကလေးကိုလေဒီရွယ်တဲ့ကဂရမအခြေခံလေးတစ်ခါတည်းညအိတ်တင်သွားပေးပါလား ဟမ်ညာအိတ်သိမ်ရမယ်ဒီမှာရှင်သားကိုညာအိတ်သိမ်လို့ရလေကျမဒါဖြစ်မှာသိကြတယ်ဒီမှာရှင်လဲဘွဲရတယောက်ပဲရှင်သားကိုရှင် grammar သင်ပေးပေါ့ဒီမှာဒီခေတ်ကာလမှာလေသင်တန်းတွေသွားတတ်ရှာမလို့ဘူးဒီမှာ Sara application ဆိုတာရှိတယ်ရှင်လဲဖုန်းကင်နေရပဲရှင်ဖုန်းထဲမှာ download ဆိုပြီးတော့သင်ပေးလိုက်အဲ့ဒီ application ကနေရှင်သားကို grammar တွေသင်ပေးလိုက်ဒီမှာကျမညာဘက်ကြလို့ရှင်လေကျမဘေးမှာကျမယောက်ျားမရှိရင်မအိတ်တက်ဖူးကျမတတဖေဖေနဲ့အိတ်တော့ပါလားဟဲ့အိတ်ကြလားဒီမှာရှင့်သားကိုလေကျမဒီတစ်သက်လုံးဘယ်တော့မှစာမတင်ပေးတော့ဘူးနားလေလားသွားတော့မယ် လို့တော့ကြံပြီ